သခင်ခရစ်တော်၌ချစ်ခင်ရပါသောဘာသာသူညီကိုမောင်နှမပေါင်းတို့သင်တို့၌ငြိမ်းချမ်းသာယာခြင်းရှိပါစေလို့တရှင်တော်ဝင်တော်၏နာမတော်၌ပထမစွာနှုတ်ခွန်းဆက်တာပါရယ်ဒီကနေ့ကအမိကတလိသာသနာရနေပြီးတော့တရှင်တော်ဝင်တော်ဆင်းသက်တီပွဲ Pentecost ရဲ့ပွဲလေးကိုကျင်းပစီပါရယ်ဒါကြောင့်မလို့ပထမဦးစွာ Pentecost ကျင်းပလာရတဲ့နောက်ခံသမိုင်းနဲ့အတိတ်ပဲကိုဝေမျှလိုပါတယ် Pentecost ရဲ့နာမည်က Grace ကလုံးသားနဲ့ဆင်းသက်လာဖြစ်ပြီးတော့90ကြိမ်မြောက်ဆိုတဲ့အတိတ်ပဲရပါတယ် Easter Pascha ပွဲနေ့လူမျိုးပဲပေါ့နော်ကျူးလူမျိုးတွေရဲ့ဒီပွဲနေ့တစ်ခုနဲ့ဆက်နွယ်မှုရှိပါတယ် Pascha ပွဲဆိုတဲ့ဒီ Passover ပွဲဒုတိယနေ့ပြည်တဲ့နောက်ဒီယက်တရပတ်များရဲ့ယက်တရပတ်လို့ခေါ်တဲ့ခုနှစ်ပတ်ရှိပါတော့ဒါမှမဟုတ်94ရက်လုံးကျူးလူမျိုးတွေကရှဝတ်ဆိုတဲ့ပွဲယက်တရပတ်ပွဲတော်ကိုကျင်းပခဲ့ကြပါတယ်ဒီ Pascha ပွဲကချေးကြွအဖြစ်ကနေဒီကျူးလူမျိုးများရဲ့ဒီလက်မြောက်ခြင်းကိုကျင်းပခြင်းဖြစ်ပြီးတော့ဒီရှဝတ်ကတော့မိုးစေရဲ့ဥပဒေကိုလက်ခံခြင်းအဖြစ်ဖျားရှိရဲ့တန်ရှင်တော်လူမျိုးတွေတော့ဖြစ်လာရခြင်းကိုကျင်းပတဲ့ပွဲဖြစ်ပါတယ်အတူချုံပြရရင်ရှဝတ်ကဒီဓမ္မတော်ကြီးညပေါ်မှာတန်ရှင်တော်ဝင်တော်ဆင်းသက်ပြီးတော့လူမျိုးတကာတော့ကိုတရားဒေသနာဟောကြားစီမှုအကောင်းဆုံးအချိန်ဖြစ်ခဲ့ပါတယ်ကျူးလူမျိုးများရဲ့ဒီပွဲတော်တလိကပုံဆောင်ပြီးတဲ့အရာဘာလဲဆိုရှင်ကျွန်ုပ်တို့ဟာတဲ့ပါစကာပွဲတော်အားဖြင့်အပြစ်နဲ့သေခြင်းရဲ့ကြေးကျွန်ကနဲ့လက်မြောက်ကြတယ်ရှင်ပြန်ထမြောက်တဲ့ခရစ်တော်ရဲ့ကြီးရှုမှုအောင်မှာဒီကျွန်တော်တို့ဟာတမန်တော်ကြီးမြတ်နဲ့တူသွားသက်ခါစအရွယ်လေးပေါ့နော်ဖြစ်ခဲ့ပြီးတော့သခင်ယေရှုရဲ့ဒီကမ္ဘာလောကကိုထွက်ခွာပြီးတော့တန်ရှင်းတော်ဝင်တော်ကိုကျွန်တော်တို့ပုံမှာဆင်းသက်စီတဲ့အခါစီထွက်လာတဲ့အခါမှာကျွန်တော်ဟာဆိုလို့ရှိရင်အသင်းတော်ဖြစ်လာတယ် we become a church ကျွန်တော်ဟာအသင်းတော်ဖြစ်လာရတယ်တဲ့ဒါကြောင့်မလို့ပြောရမှာဆိုလို့ရှိရင်ကျွန်တော်စေကြိုချင်းခံကြရတယ်ပြီးလို့ရှိရင်ခရစ်စမတ်အားပေးခြင်းခံကြရတယ်ဒီ sacrament တွေကိုခံယူတိုင်းမှာဆိုလို့ရှိရင်တန်ရှင်တော်ဝင်တော်ဆင်းသက်တယ်ဒီအတူတူပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီစေကြိုချင်းခံခြင်းအားဖြင့်ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ဟာဝိညာဉ်ရေးရာပိုင်းမှာမွေးပွားလာကြတယ်ခရစ်စမတ်အားပေးခြင်းခံယူခြင်းအားဖြင့်ကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ဟာဝိညာဉ်ရေးရာမှာလူကြီးဖြစ်လာကြတယ်နော်နောက်တစ်ခုကဒီခရစ်တော်ရဲ့ဂတိစကားတစ်ခုရှိတယ်မိုးကောင်းကင်ကိုပြန်လဲတက်ကြွခါနီးမှာတပည့်တော်ကြီးတို့ပေးတဲ့ဂတိတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တန်ရှင်တော်ဝိညာဉ်တော်ကိုစီထွက်မယ်လို့ပြောတယ်ဒါကြောင့်မလို့သခင်ယေရှုကဒီကမ္ဘာလောကကိုဆင်းကြွလာပြီးမှဒုက္ခခံနဲ့အသေးခံနဲ့ရှင်ပြန်ထမြောက်တယ်ပြီးတဲ့နောက်ရက်ပေါင်း40တပည့်တော်ကြီးများနဲ့တူနေတယ်သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုအခိုင်အမာပြောဆိုတယ်သွန်သင်တယ်သက်သေခံတယ်ပြီးလို့ရှိရင်သင်တို့ကိုဖေးမမဲ့သူကူညီမဲ့သူကိုလည်းစေလွှတ်မယ်လို့ကတိပေးတယ်ဒါကြောင့်မလို့ဒီရပောင်း40ကမ္ဘာလောကမှာနေပြီးတော့မိုးကောင်းကင်တက်တယ်10ရက်မြောက်နေ့မှာဆိုလို့ရှိရင်ဗန်ရှင်တော်ဝင်တော်စေလွှတ်တယ်ဒါကြောင့်မလို့ရပောင်းက90ဖြစ်တယ်ဒါကြောင့်မလို့ Pentecost ရဲ့အတိတ်က90ကြိမ်မြောက်ဆိုတော့ခုနပြောတဲ့ဒီ Israel လူမျိုးတွေကျင်းပတဲ့ဒီ Shavuot ဆိုတာ ਨੇ ဟိုတရှင်တော်ဝင်တော်ဆင်းတဲ့ပွဲကဟန်ချက်ညီနေတယ်ပုံရိပ်ဖြစ်နေတယ်ပေါ့နော်ဒုတိယအချက်ကကျွန်တော်သိလိရှိကြတာကတန်ရှင်တော်ဝင်တော်ဆင်းတဲ့ပွဲကတဲ့ဗာလဲကက်သလစ်သာသနာတော်ရဲ့မွေးနေ့လို့ပြောကြတယ်
ဒါဆိုလို့ရှိရင်ဒီ2026မှာရောကက်သလစ်သာသနာရဲ့မွေးနေ့ဘယ်လောက်ရှိလဲချင်းတယ်သခင်ယေရှုကအသက်တော်30မှာစပြီးတော့တရားသင်တာဟောကြားတယ်3နှစ်3မို့ဟောကြားတယ်ပြီးလို့ရှိရင်အသေးခံရှင်ပြန်ထမြောက်တယ်မို့ကောင်းကင်တက်တယ်ဆိုတော့တွေ့မယ်ဆိုလို့ရှိရင်33မှာစပြီးတော့ဒီတရှင်တော်ဝင်တော်ဆင်းသက်တယ်လို့ပြောလို့ရတယ်အဲ့ဒီကသူမွေးနေ့ဆိုတော့အခုဆိုလို့ရှိရင်1993ခုနှစ်ရှိပြီနော်ဆိုတော့ဘယ်သူရဲ့မွေးတဲ့ကလေးဖြစ်မလဲပေါ့နော်1993ပေါ့ဆိုတော့ဒါကြောင့်မလို့ဒီတရှင်တော်ဝင်တော်ဒီနေလာပြီးမှအသင်းတော်ထဲမှာနေလာပြီးမှကျွန်တော်တို့ ਨੇ အတူရှိလာခြင်းဟာ1993ခုနှစ်တိုင်ယခုတည်းရှိနေပြီဖြစ်တယ်ဒါဆိုလို့ရှိရင်အဲ့ဆင်းသက်တဲ့ပွဲကဘယ်လိုမျိုးအခင်းအကျင်းကိုတွေ့ရတယ်လဲဆိုလို့ရှိရင်ဂျေရုဒီကြားနာပထမကြားမှာကြားနာကြတဲ့အတိုင်းဒီဂျေရုဆလင်မြို့မှာပေါ့နော်ဓမ္မတော်ကြီးများနဲ့တူအမိမေတော်နဲ့တပည့်တော်တွေပေါ့နော်ဘာလုပ်ကြလဲသူတို့ကကြောက်ရွံ့ပြီးမှဒီအောင်ကြတယ်အိမ်ထဲမှာပဲပုံအောင်နေကြတယ်မထွက်ရဲဘူးဒါပေမဲ့ဒီလေပြင်းတက်ခတ်တဲ့အတန်နဲ့မီးရှန်တရံနဲ့တရှင်တော်ဝိနောကဆင်းသက်လာပြီးမှသူတို့အပေါ်မှာဆင်းသက်လာတဲ့အခါမှာသူတို့ကလုံးဝကိုခွန်အားတက်တိနဲ့ပြေဝပြီးတော့တကားတွေအကုန်ဖွက်တရားဒေသနာစပြီးတော့ဟောကြားကြတယ်ကြောက်ရွံ့ခြင်းကနေအိမ်အားတက်တိဖြစ်လာတယ်ဘူပန်ချင်းစိုးရိမ်ခြင်းအားလုံးကနေသူတို့ကဘာဖြစ်တော့ခွန်အားတက်တိဖြစ်ပြောင်းလဲပြီးတော့ဘုရားရဲ့ဒေသနာတရားတော်ကိုဟောကြားကြတယ်အဲ့ဒီမှာဘာဖြစ်တော့အရာရက်ကလာကြတဲ့သူတွေအများကြီးရှိကြတယ်သူတို့ဘာသာစကားနဲ့အားလုံးကိုနားလေကြရတယ်အဲ့ဒီနေ့မှာပဲဘာဖြစ်တော့စေးကြိုးချင်းခံယူတဲ့သူ3000အထိတောင်ရှိခဲ့တယ်ဟောတရက်ဒီမှာပဲပထမဦးဆုံးသောစေးကြိုးချင်းခံယူတဲ့သူဖြစ်လာကြတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဒီဘာစကားပွင့်နေတော့ကအစ္စတာဘီဂျီမှာနော်ကျွန်တော်သိကြမှာ line ပေါ်မှာလည်းတွေ့ကြမှာနော်ကဘာအရရက်မှာစေးကြိုးချင်းခံတဲ့သူတွေကတော်တော်ကိုများနေတယ်တနေ့ပြီးတနေ့ကက်သလစ်လူဦးရေကတိုးပွားလာလည်းရှိတယ်ပေါ့နော်တွေ့ရမှာဆိုလို့ရှိရင်ဒီပြင်သစ်နိုင်ငံမှာဆိုလို့ရှိရင်အဲအစ္စတာဘီဂျီညမှာပဲစေးကြိုးချင်းခံတဲ့သူကဘယ်လောက်လဲဆိုလို့ရှိရင်21,386စပိန်နိုင်ငံမှာဆိုရှင်14,000စင်ကာပူမှာဆိုရင်1,249ဘယ်ဂျီယမ်နဲ့နယ်သာလန်မှာဆိုရှင်1,259ကနေဒါမှာဆိုရှင်1,584ယောက်အင်္ဂလန်ဝေးစကော့တလန်မှာ2,110ယောက် US မှာဆိုရင်9,000ကျော်တယ်ဩစတြေးလျမှာဆိုရှင်လူပေါင်း800ဒါတော့မှ record နည်းနည်းလေးလို့သိတယ်ဆေးချိုးချင်းခံယူတဲ့သူတွေ record မှာအများကြီးရှိသေးတယ်ဆိုလိုတဲ့အရာကဘာလဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်ရှိနေတဲ့အတွက်အဲ့အရာကလူတွေရဲ့နှလုံးသားကိုအသိပြုတ်ပြင်ပြီးပြောင်းလဲစေတဲ့အတွက်ဘုရားရှင်ကိုအမှန်တရားကိုသိမြင်နားလည်လာလို့ဒီစေကြချင်းခံယူတဲ့သူတွေဟာတနေ့ပြည့်တနေ့များလာရခြင်းဖြစ်တယ်နော်ကက်သလစ်သာသနာတော်ပြီးတော့ဒီ Pentecost Sunday တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်တဲ့တနင်္ဂနွေနေ့ကိုကျင်းပရခြင်းကဘာလဲဆိုလို့ရှိရင်ခရစ်တော်သခင်ဂတိပေးထားတဲ့အရာအားလုံးဟာပြည့်ဝခြင်းပြည့်စုံခြင်းကိုရောက်ရှိနေတာဖြစ်တယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီရှင်ယောဟန်အခန်းကြီး16အခန်းငယ်9မှာဘာပြောလဲဆိုလို့ရှိရင်အကျွန်ုပ်ဟာသွားရမယ်တဲ့။ခမည်းတော်စီပြန်ရမယ်။အကယ်လို့မသွားဘူးဆိုလို့ရှိရင်သင်တို့ကိုကိုကြီးမိုင်းမမဲ့သူဝိညာဉ်တော်ဟာသင်တို့စီမှာလာမှာမဟုတ်ဘူးတဲ့ဒါပေမဲ့ကျွန်တော်သွားလို့ရှိရင်သင်တို့ကိုသူ့ကိုသင်တို့ထံကိုတရှင်တော်ဝိညာဉ်တော်ကိုစီလွှတ်မယ်တဲ့အဲ့ဒီဟာကဒီကနေ့ခရစ်တော်ပေးတဲ့ဂတိဟာပြန်လည်ပြီးတော့ပြည့်စုံတယ်ပြည့်ဝတယ်စုံလင်ခြင်းတို့ရောက်တယ်ဆိုတာကိုကျွန်တော်သိကြရတယ်ဒီကနေ့မှာပြီးလို့ရှိရင်တရှင်တော်ဝိညာဉ်လို့ကျွန်တော်ပြောကြတယ်အားကိုးကြတယ်လားသခင်ယေရှုရောအမြဲတမ်းအားကိုးလေးရှိကြတယ် Blessed Sacraments မှာဒီ Glorious Sacrament ဒုမင်္ဂလာများမှာကျွန်တော်ယိုသေးရှိကိုးကြတယ်
ခမီးတော်ဘုရားရှင်မှာဆူတောင်းကြတယ်တန်ရှင်တော်ဝိညာဉ်တော်စီမှာကျွန်တော်ဆူတောင်းတာကျွန်တော်နေတတ်တယ်ပေါ့နော်နိုဝီနာလုပ်တဲ့အချိန်ကျတော့ဆူတောင်းတဲ့အရာလေးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေတတ်တယ်ဥပမာကျွန်တော်ဆူတောင်းတဲ့အပိတ်မှာဘာလို့တော့ဟိုသခင်ယေရှုရှင်တော်နှလုံးတော်ကျွန်တော်တို့ကတနာတော်အမိမေတော်မာရိယာကျွန်တော်ပုံဆူတောင်းတော်ပါတန်ဆူဆဲကျွန်တော်တို့ပုံဆူတောင်းတော်ပါအဲ့လိုတောင်းကြပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားဆိုတော့မှကျွန်တော်ဆူမတောင်းကြတကယ်တောင်းတဲ့နေနော်ဒီမြန်မာပြည်မှာကျတော့တောင်းလို့မရှိတာတခြားဥရောပတွေမှာဘယ်လိုတောင်းလဲဆို Holy Spirit enlighten us ဟိုတန်ရှင်တော်ဝိညာဉ်တော်ဘုရားဆိုကျွန်တော်တို့ကိုအလင်းပေးတော်မူပါလို့တောင်းလို့ရှိကြတယ်ဆူတောင်းတဲ့အဆုံးလေးမှာပေါ့နော်အဲ့ဒါလေးထည့်လို့ရှိရင်တန်ရှင်တော်ဝိညာဉ်ကျွန်တော်တို့ပုံမှာရှိနေမှာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဝိညာဉ်တော်ရဲ့ဒီစုဂျေစုကကျွန်တော်သိကြတယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့စုဂျေစုဘယ်နှပါရှိတော့ဖယားစကားတန်းမှာသင်တဲ့သူသိကြမှာနော်ဘယ်နှပါရှိလဲခုနှစ်ပါနော်ဒီမှာရေးထားတာနော်ဉာဏ်ပညာနားလည်တတ်ခြင်းအကြံယူတတ်ခြင်းအင်္ဂါတတိအတိပညာဘုရားတရားကြည်ညိုခြင်းဘုရားသခင်ကိုကြောက်ရွံ့ယုံသေးခြင်းဆိုတာကသန်ရှင်တော်ဝိညာဉ်ရဲ့စုဂျေစုခွနဲ့ထွေဖြစ်တယ်ဒါဆိုလို့ရှိရင်သန်ရှင်တော်ဝိညာဉ်ရဲ့စုဂျေစုခွနဲ့ထွေကကျွန်တော်တို့ကိုဘာလို့ဖြစ်စီတယ်လဲဘယ်လိုမျိုးအကျိုးတရားမှုရှိတယ်လဲဆိုရှင်ဒီစုဂျေစုမျိုးစားကနှစ်မျိုးပြန်ပြီးတော့ခွဲတယ်ပြန်ခွဲထားတာပေါ့နော်ပထမအုပ်စုဒီမှာဘာတွေပါတယ်လဲဆိုရှင်ဟိုမှာဉာဏ်ပညာနားလည်တတ်ခြင်းအကြံယူတတ်ခြင်းအသိပညာဆိုရရကပထမအဖွဲ့မှာပါပြီးတော့အဲ့ဒီຢာကဘာကိုဒီအကျိုးတရားမှာဖြစ်စေတယ်လဲဆိုရှင်လူတယောက်မှာဝိညာဉ်မှာရှိတဲ့ဘာဟာရှိလဲဆို intellect နဲ့ဗာလဲ will ဆိုတာရှိတယ် intellect ဆိုတာကဉာဏ်ပညာ will ဆိုတာကအလိုပေါ့နော်အလိုစန္ဒဗမာလိုပြန်ရတဲ့ခက်တဲ့စန္ဒဆိုတာလည်းနည်းနည်းပို့တာပေါ့နော် will ဆိုတဲ့အရာကဒီနှစ်ခုမှာဒီပထမဒီ၄ခုကဘာကိုတရားမှုပေးတယ်လဲဆိုရှင်လူတယောက်ရဲ့အသိပညာကိုအကျိုးတရားမှုဖြစ်စေတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီခရိယန်အသက်တာကဘုရားရှင်စီကိုလှည့်ပြီးတော့ဘုရားရဲ့ will ဆိုရဘုရားရဲ့အလိုတော်ပေါ့နော်အလိုတော်ကိုသိမြင်စေတယ်ဒုတိယတစ်ခုဝိညာဉ်တော်စုကျေးဇူးပြုတဲ့တစ်ခုကဘာလဲဆိုလို့ရှိရင်ဘာရပေးလဲဆိုလို့ရှိရင်အင်္ဂါတတိဘုရားတရားကြည်ညိုခြင်းဘုရားကိုကြောက်ရွံ့ရသေးခြင်းကဘာကိုခွန်အားဖြစ်စေတယ်လဲဆိုလို့ရှိရင်အလိုတော်ဆိုတဲ့ဒီအလိုဆန္ဒလူတယောက်ရဲ့အလိုဆန္ဒကိုအကျော်တရားမှုဖြစ်စေတယ်ခမည်းတော်ဘုရားကိုပို့ပြီးတော့ချစ်ညံ့နိုးစီတယ်ပြီးလို့ရှိရင်ကျွန်တော်တို့တူဦးနဲ့တူဦးချင်းတယောက်နဲ့တယောက်ကြားမှာဒီချစ်ချင်းမြတ်တာကိုတိဆောက်စီတယ်နောက်တစ်ခုကဘာရှိသေးလဲဆိုလို့ရှိရင် the sign of the spirit's presence ပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်တည်ရှိတယ်ဆိုတဲ့အရာရဲ့တည်ရှိခြင်းကိုဖြစ်စေတဲ့ဒီအမှတ်တညာသင်္ကေတလည်းရှိပါတယ်ပေါ့နော်ဒီကျွန်တော် line ပေါ်မှာတွေ့ကြမှာနော်တန်ရှင်တော်ဝိညာဉ်တော်ရှိတဲ့သူကဘာသာစကားမျိုးမျိုးပြောကြတယ်ဆိုကက်သလစ်တရားရောတန်ရှင်တော်ဝိညာဉ်တော်မရဘူးလားဆိုမေးတတ်ကြအောင်နော်တကယ်တမ်းကတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဘာသာစကားဆိုတာကဘယ်လိုမျိုးလဲသူ့ရဲ့တည်ရှိခြင်းအမှတ်တညာကဘယ်လိုမျိုးလဲဆိုရှင်တန်ရှင်တော်ဝိညာဉ်တော်လူတယောက်မှာရှိသလားမရှိဘူးလားဆိုအချက်၅ချက်နဲ့သိလို့ရတယ်ပထမတစ်ခုကဘာလဲဆိုရှင်ခရစ်တော်ကိုကျင့်ဆဲတာလက်မခံခြင်းဟာတန်ရှင်တော်ဝိညာဉ်တော်တည်ရှိခြင်းအမှတ်လက္ခဏာမဟုတ်ဘူးလေဘာလို့လဲဆိုရှင်ခရစ်တော်နဲ့ကျွန်တော်တို့ရဲ့အကြားမှာခရစ်တော်ရဲ့တည်ရှိခြင်းကိုအဟံတားဖြစ်စေတယ်ပျော်ပွဲစေလို့ဖြစ်တယ်ဒါကြောင့်မလို့ခရစ်တော်ယေရှုဟာကျွန်တော်ရဲ့သခင်ဖြစ်တယ်လို့သိမှတ်ဝန်ခံခြင်းဟာပုဂ္ဂိုလ်စီမှာတန်ရှင်တော်ဝိညာဉ်တော်တည်ရှိပါတယ်ဒုတိယအချက်ကဘာလဲဆိုတော့ suffering for Jesus' name is a sign of the Spirit's presence ဒါတော့အရှင်ပေတရုဟ
ဩဝါဒစခန်းကြီးလေးခန့်ငယ်14မှာတွေ့ရပါနော်ခရစ်တော်ရဲ့နာမတော်အတွက်ဒုက္ခခံတဲ့သူတွေကတဲ့အဲ့ဒီပုဂ္ဂိုလ်စီမှာဒရှင်တော်ဝင်တော်တည်ရှိပါတယ်တဲ့ဘာလဲဆိုတော့အဲ့လိုမျိုးဒုက္ခခံခြင်းကိုဒီခံယူတဲ့သူတွေကတဲ့ရှင်ပြန်ထမြောက်တဲ့ခရစ်တော်ကိုသိမှတ်ဝန်ခံခြင်းဖြစ်လို့ဓာတိယအချက်ကတော့ဘာလဲဆိုတော့ဒရှင်တော်ဝင်တော်မတည်ရှိစေတဲ့အရာကဘာလဲဆိုလို့ရှိရင် immoral လူကြီးဝတ်သိက္ခာမရှိတာညဉ့်ညမ်းတာဒီမစီတော်တဲ့အပြုအမူတွေရှိတဲ့အရာပြီးတော့ရုပ်တုစင်တုတွေကိုကိုးကွယ်တာဒီဆုံးကိုယ်ရဲ့အတက်တွေကိုမေးမြန်းတာပေါ့နော်ပြီးလို့ရှိရင်မနာလိုမုန်းထားဖြစ်တာဒီယံဖြစ်တာမနာလိုတာပြီးလို့ရှိရင်အင်မတန်မှကိုယ့်ရဲ့အလိုဆန္ဒကိုပဲလိုက်ပြောနေတာပေါ့နော်အဲ့ဒီအရာတွေကဟာပြီးလို့ရှိရင်မူးရစ်အင်မတန်မှရည်မူးအောင်အလွန်ကျွမ်းဖြစ်တာပေါ့နော်ဒီအရာတွေကဒရှင်တော်ဝင်တော်မတည်ရှိဘူးဆိုရဲအမှန်လက္ခဏာဖြစ်တယ်တစ်ဖက်မှာဒါဆိုလို့ရှိရင်ဒရှင်တော်ဝင်တော်တည်ရှိတယ်ကဘာလဲဆိုလို့ရှိရင်ချစ်ချင်းမြတ်တာပျော်ရွှင်တာငြိမ်းချမ်းရှိတာစိတ်ရှိသီးခန္ဓာတနာကျင်နာတာကောင်းမြတ်တာသစ္စာရှိတာနှိမ့်ချတာမိမိကိုယ်မိချုပ်တီးတတ်တာဒီအရာတွေကဒီဂလာတိဩဝါဒစခန်းကြီးက20-23မှာပြောရရအောင်နော်ဒရှင်တော်ဝင်တော်တည်ရှိတဲ့သူတဲ့သူစံဒီအရာအချက်တွေတွေ့လို့ရှိရင်ကျင်စမအချက်ကဘာလဲဆိုလို့ရှိရင်ဒရှင်တော်ဝင်တော်တည်ရှိတဲ့နေရာကဘာလဲဆိုလို့ရှိရင်အသင်းတော်ကက်သလစ်သာသနာတော်ကိုယ်တိုင်ဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ခရစ်တော်ရဲ့နောက်လိုက်တပည့်တော်ကြီးတွေတပည့်တွေကိုပြောရမှာပေါ့နော်ဒီဘာသာသူတွေပါအားလုံးဒီ community အတိုင်းအဝိုင်းကြီးကိုတီဆောက်ပြတဲ့အရာဟူသမျှကတဲ့ဒရှင်တော်ဝင်တော်ရဲ့တည်ရှိခြင်းအမှတ်သင်္ကေတဖြစ်ပါတယ်တဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဟာအားလုံးဟာဆိုလို့ရှိရင်ဒရှင်တော်ဝင်တော်တည်ရှိတဲ့အမှတ်သင်္ကေတရဖြစ်ကြတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာလည်းဒရှင်တော်ဝင်တော်ရဲ့တည်ရှိတဲ့အမှတ်လက္ခဏာတွေဖြစ်ဖို့အရေးကြီးပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခုန give up down လို့ပြောတယ်ဘာသာစကားကိုပြောခြင်းဘာသာစကားနားမလဲရအောင်တချို့ကပါလေလိုက်လို့ပဆိုမှအမျိုးမျိုးပြောကြနော်ဒီຢာတွေဟာဆိုလို့ရှိရင် give up down ရတဲ့သူတွေကတဲ့သူတို့ကိုယ်တိုင်လည်းနားမလဲဘူးဘေးနာသူတွေလည်းနားမလဲဘူးဒါပေမဲ့အဲ့ဒီຢာကိုဘာသာပြန်နိုင်တဲ့သူကရှိတယ် give ရတဲ့သူကမှပြန်နိုင်တယ်ဒါပေမဲ့လူချင်းတို့ကက်သလစ်တွေအနေနဲ့ဘာသာစကားမျိုးမျိုးပြောရဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကခရစ်တော်သခင်ကိုပိုင်ကြတယ်ပြီးလို့ရှိရင်ခရစ်တော်သခင်ကအမိကက်သလစ်သာသနာတော်မှာတည်ရှိတယ်အမိကက်သလစ်သာသနာတော်ကဘာသာစကားပေါင်းစုံပြောတာပေါ့နော်ကဘာပေါ်မှာရှိတဲ့လူမျိုးပေါင်းစုံရဲ့ဘာသာစကားကိုကက်သလစ်သာသနာတော်ကပြောတယ်ဒါကြောင့်မလို့ကက်သလစ်သာသနာတော်မှာတည်ရှိတဲ့ကျွန်တော်တို့တွေဟာဘာသာစကားအမျိုးမျိုးကိုပြောဆိုကြတယ်ဆိုတဲ့အဖြစ်ဖြစ်တယ်ပေါ့နော်ဒုတိယတစ်ခုကဘာလဲဆိုရှင်ဒရှင်တော်ဝင်တော်ရဲ့ဘာသာစကားကချစ်ချင်းမြတ်တာဖြစ်တယ်ချစ်ချင်းမြတ်တာဆိုတာကဒီစကားအဖြစ်ပြောစရာမလိုသူ့ရဲ့အပြုအမူနေထိုင်ခြင်းအဖြစ်ကိုလူတွေကနားလည်နိုင်တယ်ကျွန်တော်တို့ဥပမာဂျပန်ကိုသွားကြမယ်ကိုရီးယားကိုသွားကြမယ်အီတလီကိုသွားကြမယ်သူတို့ရဲ့ဘာသာစကားလုံးဝနားမလည်ဘူးထားပါဘူးဒါပေမဲ့သူတို့ကိုမေတ္တာတရားတွေပြကြည့်လိုက်တနာကျင်နာမှုလေးပေးကြည့်လိုက်သူတို့ကနားလည်ဩဒီအရာကကျွန်တော်ကိုချစ်ပါလားကျင်နာမှုတွေပေးပါလားဆိုတော့သူတို့နားလည်တယ်ဆိုတော့ချစ်ချင်းမေတ္တာဆိုတဲ့အရာကတော့လူမျိုးမရွေးဘာသာမရွေးအားလုံးကနားလည်တယ်ပြီးလို့ရှိရင်ဒီတရိစ္ဆာန်တွေတော့နားလည်တယ်ဒီအရာအားလုံးကလူသားတိုင်းတရိစ္ဆာန်တွေရောအရာအားလုံးနားလည်တဲ့အရာကချစ်ချင်းမေတ္တာဘာသာစကားဖြစ်တယ်ဒါကြောင့်မလို့ချစ်ချင်းမေတ္တာရှိနေတဲ့သူတွေချစ်ချင်းမေတ္တာကိုပြသနေတဲ့သူတွေအားလုံးကဒရှင်တော်ဝင်တော်ရဲ့ဘာသာစကားတက်မြောက်တယ်လို့ဆိုလို့ရတယ်နောက်တစ်ခုကကျွန်တော်ကျမ်းစာမှာနော်ငငယ်တုန်းကကြောက်လေးရှိတဲ့အရာတစ်ခုရှိတယ်ဒရှင်တော်ဝင်တော်ဆိုခုနကကျွန်တော်မစိကတ်တတ်ဘူးမကိုးကွယ်တတ်ဘူးဆိုတာလေးခုနပြောရမှာနော်တကယ်တမ်းကဒရှင်တော်ဝင်တော်ဆိုပြီးတော့ဘုရားစကားသင်တဲ့နေရာမှာအားနေလို့ဖြစ်မှာပေါ့နော်ဒရှင်တော်ဝင်တော်လို့ပြောတာနည်းနည်းကြောက်တယ်လို့ခံစားရတယ်ဘာလို့လဲဆိုတော့ဒ
ရှင်တော်ဝိနောကိုပြင်းမာတဲ့သူကယခုဘဝကနောင်ဘဝမှာလေဗာလေခွလို့ချင်းမခံရဘူးလို့ပြောရနော်တကယ်တော့တကယ်စဉ်းစားမယ်ဆိုလို့ရှိရင်တော့ကြောက်เสียလည်းကောင်းတယ်လို့တစ်ဖက်မှာလည်းကြောက်เสียတော့မဟုတ်ဘူးတန်ရှင်တော်ဝိနောကိုပြင်းမာတဲ့အဖြစ်တွေကဘာတွေလဲအမှန်တရားကိုငင်းပယ်တာနောင်တမရအချင်းတဲ့ຢာကတန်ရှင်တော်ဝိနောကိုပြင်းမာတာဖြစ်တယ်နော်ဒါကြောင့်မလို့အမှန်တရားဘုရားရဲ့တရားဒေသနာဟောကြားတဲ့တွင်တဲ့ຢာကိုငင်းဆန်တဲ့သူတွေမဟုတ်ဘူးလို့ကြွေးကြော်တဲ့သူတွေကအမှန်တရားကိုငင်းပယ်တဲ့သူတွေဖြစ်တယ်နောက်တစ်ခုကအပြစ်ပြုလုပ်တိုင်းမှာနောင်တရဖို့မလိုပါဘူး confession သွားဖို့မလိုပါဘူးအပြစ်ဖြေဖို့မလိုပါဘူးဆိုတဲ့နောင်တမရလိုတဲ့သူတွေကတန်ရှင်တော်မတော်ကိုပြင်းမာတဲ့သူတွေဖြစ်တယ်အဲ့သူတွေကယခုဘဝမှာလည်းခွလို့ချင်းမခံရအောင်နောင်ဘဝမှာလည်းခွလို့ချင်းခံရမှာမဟုတ်ဘူးလို့ကျမ်းစာပြောထားတယ်ဒါကြောင့်မလို့တန်ရှင်တော်ဝိနောရဲ့စုကျေးစုနေတဲ့ဒီຢာတွေကိုကျွန်တော်ဒီအမှန်တရားကိုသိမြင်ဖို့နောင်တရဖို့ဆိုလို့ရှိရင်တန်ရှင်တော်ဝိနောရဲ့ကိုကြီးဖေးမှမှုကတစ်ဖက်မှာလည်းလိုအပ်တယ်ဒါကြောင့်မလို့တန်ရှင်တော်ဝိနောကိုကျွန်တော်တို့ဒီလက်ခံတတ်ဖို့မိမိရဲ့နှလုံးသားထဲမှာဒီခံယူတတ်ဖို့ကအရေးကြီးတယ်ဒီရနဲ့ပတ်သက်ပြီးတော့ဒီတန်ရှင်တော်ဝိနောခံယူတဲ့ဉာဏ်တာတစ်ပါးအကြောင်းလေးရှိ1515နဲ့1595ခုနှစ်မှာသက်ရှင်နေထိုင်ခဲ့တဲ့စိန်ဖိလစ်နေရီပေါ့နော်သူဟာဆိုလို့ရှိရင်ဒီတရှင်မြတ်တဲ့အရာမှာပျော်ရွှင်တတ်တယ်ပြီးလို့ရှိရင်တကယ့်ကိုနဲ့ဆိုင်ဆိုင်ကိုဆူတောင်းတတ်တယ်ပြီးလို့ရှိရင်ဖယားရှင်ပေါ်မှာချစ်တဲ့ချစ်ကလုံးဝကိုကြီးကျယ်ခမ်းနားထားတယ်အဲ့ဒီအကြောင်းလေးတစ်ခုရှိရပေါ့နော်ဒီ1544မှာတဲ့ဒီPentecost ရှိမဲ့ညနေခင်းလေးမှာသူကဆိုလို့ရှိရင်ဒီရောမမှာရှိတဲ့သင်္ချိုင်းကိုဒီခက်တကုတ်မှာသူဆူတောင်းနေတယ်တဲ့အဲ့မှာဆူတောင်းနေရင်းနဲ့သူတကယ့်ကိုကြီးကျယ်ခမ်းနားတဲ့အောစရာကောင်းတဲ့အရာတစ်ခုနဲ့သူတွေ့မြင်ခဲ့ရတယ်ကြုံဆုံခဲ့ရတယ်တဲ့ဘာလဲဆိုလို့ရှိရင်သူဆူတောင်းနေတော့မှရုပ်တရက်မှာပေါ့နော်သူ့ရဲ့ဒီရင်ပတ်ထဲမှာမီးလုံးကြီးကလာပြီးမှသူ့ရဲ့ရင်ပတ်ထဲကိုဝင်သွားတယ်တဲ့အဲ့ဒီမှာဒီလောင်ကျွမ်းနေတဲ့သူ့ရဲ့ချစ်ချင်းမြတ်တာကြီးပေါ့နော်တရှင်တော်ဝိနောရဲ့အလေးကြီးဖြစ်နေပါတော့အင်မတန်မှပြင်းထန်လို့တဲ့ခါကျတော့သူဟာလုံးဝကိုတုံလှုပ်ပြီးမှအော်ရဲတဲ့။အော်ဘုသခင်ဖျားတော်ပြီဆိုပြီးမှအော်ရဲတဲ့။အဲ့ဒီချိန်မှာပဲသူ့ရဲ့နှလုံးသားဆိုလို့ရှိရင်သူ့ရဲ့ကာယနှလုံးသားကြီးကဘယ်လိုဖြစ်လဲဆိုတော့ကြီးလာတယ်တဲ့အင်မတန်မှကြီးလာတဲ့ခါကျတော့သူ့ရဲ့နံရိုးနှစ်ခုဟာဆိုလို့ရှိရင်လုံးဝကိုမြင်နိုင်တဲ့ပုံစံနဲ့ဝင်တော့ရှေ့ကိုထွက်လာတယ်တဲ့ထိုးထွက်လာတယ်တဲ့အဲ့ဒီမှာရှိနေတဲ့သူတွေကမြင်တဲ့သူတွေရောဒီဆရာဝန်တွေကတော့သူ့ကိုစုံစမ်းပြီးတော့စစ်ဆေးကြတယ်သူအသက်ရှင်နေချိန်မှာနော်အဲ့မှာရောင်ကိုင်းနေတဲ့ဒီသူ့ရဲ့နံရိုးကြီးရောင်ကိုင်းနေတဲ့အရာကတော့ဘာလို့ဒီလိုဖြစ်ရလဲဆိုတော့သူတို့ကလည်းဖြေထုတ်လို့မရဘူးတဲ့သူတည်ပြီးတဲ့နောက်မှာသူ့ရဲ့ခန္ဓာကိုယ်ကိုပြန်လဲပြီးတော့စစ်ဆေးကြတယ်အဲ့ဒီခါမှာသူ့ရဲ့နှလုံးသားကြီးကခါတိုင်းပုံမှန်ထက်ပိုပြီးမှကြီးနေတာကိုသူတို့တွေ့ကြတယ်ပြီးလို့ရှိရင်သူ့ရဲ့နံရိုးနှစ်ခုကလည်းဒီလုံးဝကိုဒီထာဝရပေါ့နော်ကြီးလာတာကိုသူတို့တွေ့ကြတယ်ပြီးလို့ရှိရင်ဒီကွဲပြီးမှနော်နှလုံးသားလေးပွားလာတဲ့နေရာမှာသူကွဲပြီးမှဒီရှေ့ဘက်ကိုထိုးထွက်နေတယ်ဆိုတာကိုတွေ့ရတယ်သူတို့တဘာဝအားဖြင့်သူတို့ကဒါကိုရှင်းပြလို့မဖြစ်နိုင်ဘူးတဲ့နားမလည်ခဲ့ကြဘူးဆိုအဲ့ဒီအောဖွေဖြစ်တဲ့တစ်ခုကဘာလဲဆိုတော့ဒီဝိညာဉ်တော်မီးပေါ့နော်ဘလောက်တရှင်တော်ဝိညာဉ်ရဲ့မီးချစ်ချင်းမြတ်တာကဘလောက်ကြီးမားတယ်လေအဲ့ဒီခံရတဲ့နှလုံးသားဆိုရှင်ဘုရားရဲ့ချစ်ချင်းမြတ်တာကကြီးမားလို့လူနှလုံးသားရဲ့ဉာဏ်ရံထဲမှာမဆက်နိုင်ဘူးတဲ့တကယ်လို့ဘုရားရဲ့ချစ်ချင်းမြတ်တာအကုန်လုံးခံစားရမယ်ဆိုရှင်လူရဲ့နှလုံးသားဆိုပကွဲနေပြီပေါ့နော်လုံးဝကိုမဆက်နိုင်ဘူးတဲ့ဆိုတော့စိန့်ဖိလိပ္နေရီကဆိုသူ့ဘယ်လိုခေါ်ကြလဲဆိုတော့ apostle of joy နဲ့ပျော်ရွှင်ခြင်းနဲ့တမန်တော်ဆိုမှခေါ်ကြတယ်ပေါ့နော်သူကဆိုရှင်သူပြောတဲ့ຢာလေးကဘာရှိတယ်လဲဆိုရင် a joyful heart is more easily made perfect
ပျော်ရွှင်တဲ့ဒီနှလုံးသားကတဲ့ပြည့်ဝစုံလင်တဲ့နှလုံးသားဖြစ်ဖို့လုပ်ဖို့ပို့ပြီးတော့လွယ်ကူတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာဆိုလို့ရှိရင်ဒီသရှင်တော်ဝင်တော်ရဲ့စုကျေးဇူးတွေကိုခံယူရရှိဖို့ဘယ်လိုနေရမလဲဆိုရှင်ပျော်ရွှင်ခြင်းနဲ့နေရမယ်အဲ့ပျော်ရွှင်ခြင်းကပဲကျွန်တော်တို့ကိုဝင်တော်ကိုပြန်လည်ပြီးတော့ခံယူစီပြီးတော့ပုံမူပြီးတော့ညားပြတဲ့ဒီပျော်ရွှင်ခြင်းကိုလည်းပြန်လည်ပြီးတော့ရရှိစေမှာဖြစ်တယ်ဒီຢာလေးကတော့စိန်ဖိလိပ္မေရဲ့အဖြစ်အပျက်လေးကပြောပြနေတာဖြစ်တယ်လူရှင်ဒီတားတိအချက်အနေနဲ့ဒီကနေ့ကျင်းပတဲ့ဒီ Pentecost Sunday ကဒီကျွန်တော်တို့ကိုပေးတဲ့အခွင့်အထူးအရေးကြီးတဲ့အရာတစ်ခုပေးတဲ့အရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ Plenary Indulgence လို့ခေါ်တဲ့စုံလင်သော indulgence ရရှိစေတဲ့နီလန်းလေးတွေကဒီကနေ့မှာပေးမဲ့အခွင့်အလမ်းလေးတွေကိုပြင်ဆင်ပေးထားတယ်စုံလင်တဲ့ indulgence ရရှိဖို့ဒီကနေ့မှာဘာတွေကိုလုပ်ရမလဲဆိုရှင်publicly pray and sing when he create a spiritual state ဒီခုနအဝတ်မှာဒီဆိုရဲပေါ့နော် when he create ပါလေ when he create a spiritual ဆိုရဲတခြင်းကိုဒီအဖွဲ့အစည်းတွေဘုရားကျောင်းမှာဖြစ်ဖြစ် group လေးနဲ့ဖြစ်ဖြစ်မိမိရဲ့မိသားစုမှာဖြစ်ဖြစ်အဲ့ဒီတခြင်းကိုဒီဆိုပါတဲ့အဲ့ဒီဆိုရှင်စုံတဲ့ indulgence ရရှိမယ်တဲ့ဒုတိယတစ်ခုပါလဲဆိုတော့ receive holy communion တဲ့ဒီကနေ့မှာဒီကိုရောမြတ် sacrament ကိုပြီးယူပါတဲ့ဆုံးတော့ indulgence ရရှိပါမယ်တဲ့ဒါတည်းရဲ့တစ်ချက်ကပါလဲဆို go to confession တဲ့အာဘဖြစ်ခြင်း sacrament ကိုခံယူပါတဲ့အဲ့ဒီနေရာမှာသူပေးတဲ့ຢာလေးအောင်နော်ဒီ Pentecost ဆင်းသက်တဲ့ပွဲမတိုင်ခင်ရက်20အတွင်းမှာဖြစ်နိုင်တယ်ပြီးမှရက်20အတွင်းမှာသရှင်တော်ဝင်တော်ဆင်းသက်တဲ့ပွဲပြီးမှရက်20အတွင်းမှာလည်းဖြစ်နိုင်သေးတယ်တဲ့အဲ့ဒီမှာအာဘဖြစ်ခြင်း sacrament ကိုခံယူပါတဲ့နံပါတ်၄ချက်ကတော့ be detached from all sin အပြစ်အလုံးကနေလွတ်မြောက်အောင်အသက်ရှင်နေထိုင်ပါတဲ့ဒီစမချက်ကတော့ pray for the intentions of the Holy Father ဘုရားကြီးရဲ့ရွေးချယ်များအောင်မြင်ဖို့ရန်အတွက်ဆုတောင်းပေးပါတဲ့ဒီအချက်၅ချက်လို့ရှိရင်ဒီကနေ့ပြည့်တဲ့စုံလင်သော indulgence ကိုရရှိမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့နောင်တရတဲ့အဖြစ်ဖြေလိုက်တယ်ဆိုပြီးဘုရားရဲ့ခွင့်လွှတ်ခြင်းကိုရရှိနေပါပြီဒါပေမဲ့အဲ့ဒီຢာနဲ့ထိုက်တန်တဲ့အရာကိုကျွန်တော်ပေးဆက်ရအောင်ပါလေနော်အဲ့ဒီမှာ indulgence အဖြစ်ဒီအရာတွေကိုခွင့်လွှတ်ခြင်းခံရတာဖြစ်တယ်ဒါကြောင့်မလို့ဒီတိုင်ရှင်တော်ဝင်တော်စနစ်တဲ့ပွဲမှာဒီလူပြီးတဲ့စုဂျေစုခုနှစ်ထွေရရှိပြီးတော့သူ့ရဲ့အသေးအပွတ်တွေခံစားရရှိလေအောင်တိုင်ရှင်တော်ဝင်တော်စီမှာကျွန်တော်ဆူတောင်းကြစုပြီးလို့ရှိရင်တိုင်ရှင်တော်ဝင်တော်တည်ရှိတဲ့နေရာမှာဒီစီလုံးချင်းဆိုရဲ unity လည်းရှိတယ်ချစ်ချင်းမြတ်တာရှိတယ်ဒါကြောင့်မလို့ကက်သလစ်သာနာတော်အနေနဲ့သူ့ရဲ့ဂုဏ်ပုတ်ထဲမှာတွေ့ရတယ်နော်တလုံးတော်တည်ရှိချင်းဆိုတာကက်သလစ်ရဲ့ဂုဏ်ပုတ်ဖြစ်တယ်ဒါကြောင့်မလို့တလုံးတော်တည်ကျွန်တော်ရှိနေတဲ့၍စီလုံးချင်းရှိနေတဲ့အဲ့ဒီနေရာမှာတန်ရှင်တော်ဝင်တော်ရှိနေတယ်ပြီးလို့ရှိရင်ကျွန်တော်တူးချင်းစီမှာတန်ရှင်တော်ဝင်တော်တည်ရှိနေတယ်ဆိုတာကိုသိကြကြစို့ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးစီလိုရှင်ခံယူတဲ့အခါမှာတန်ရှင်တော်ဝင်တော်ကိုကျွန်တော်ခံယူကြရတယ်အဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ကဒီဝိညာဉ်ရေးရာမှာမွေးဖွားလာကြတယ်ခရစ်စမတ်အပေးရှင်ခံယူတဲ့အခါမှာဆိုလို့ရှိရင်တော့ဝိညာဉ်ရေးရာမှာလူကြီးဖြစ်လာကြတယ်အဲ့ဒီမှာဘုရားရဲ့သင်္နာတော်ကိုဟောကြားသက်သေခံဖို့ဖြစ်တယ်အဓိကတန်ရှင်တော်ဝင်တော်စစ်သက်တဲ့အရာကကျွန်တော်တို့မစ်ရှင်ဆိုတဲ့ဆေလွှတ်ခြင်းဖြစ်တယ်ဒီမှာရှိနေကြတဲ့သူအားလုံးဟာဆိုလို့ရှိရင်ဒီဆေလွှတ်ခြင်းထဲမှာပါဝင်တဲ့သူတွေအားလုံးဖြစ်ကြတယ်ဒါကြောင့်မလို့ဘုရားရဲ့ဒီသာသနာတော်ပုံမူကျေပြတ်ဖို့မိမိရဲ့မိသားစုမှာဖြစ်ဖြစ်သိပညာအားဖြင့်ဒီအသင်းတော်ကိုချစ်တဲ့စိတ်ပုံမူတိုးပွားလာပြီးတော့ခရစ်တော်ဘုရားရှင်ရဲ့ခန္ဓာတော်ကိုတိဆောက်တဲ့နေရာမှာပုဂ္ဂိုလ်ချက်တဲ့ပုဂ္ဂိုလ်မှာတိဆောက်နိုင်တဲ့သူတွေဖြစ်ကြဖို့တန်ရှင်တော်ဝင်တော်စီမှာကိုအားယေရှုတော်ခံကြစို့တင်တော်အားလုံးပေါ်မှာလည်းတန်ရှင်တော်ဝင်တော်စင်သက်ပါစေရရှိကြပါစေ